Oh, no, 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 no. Biang got the large or repeated the down, you check on that see piano, so in Umadi home dollar mule, the home dog go piano, so in Bianca, the large or repeated the down, the Biang tea kind nine neighbor, no, Biang being what that day. အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့လေလုတ်တောင်တူတမားဘဝရဲ့စိုက်ရှင်ပြိုးချိန်တွေမှာဘယ်လောက်ထိအန္တရာယ်များပြီးတော့ဘယ်လောက်ထိအရေးပါတဲ့အကြောင်းတူကြည့်ကြမယ်နော်ဒီမိုးရတီရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ရင်စုံရွေးရမှာကပြောင်းဆိုလို့ရှိရင်မျိုးစေ့ရွေးရမယ်ပြီးရင်ဓာတ်မြေဩဇာတစ်စေးရပေါ့နော်အစင်းစင်းကျွန်တော်တို့ရွေးရတယ်အများတော့အဖြစ်တော့ကျွန်တော်တို့လူ9ယောက်မှာ3ယောက်လောက်ကပွဲစားတရရောက်စီကနေပြီးတော့ရှေးငါးပြီးတော့မှစိုက်ကြရတယ်ပေါ့နော်ကိုပိုင်ရင်းနှီးထုတ်တဲ့လူကတော့အ ਨੇ စုပဲရှိသက်စေးရဲ့ရွေးတဲ့နေရာမှာမားတယ်ပေါ့နော်ပြောင်းတခင်းလုံးမှာပေါင်းသက်စေးရွေးချယ်တာမားသွားလို့ပေါ့နော်ပြောင်းကလုံးဝမရတော့တဲ့အခြေအနေမျိုးဖြစ်သွားတယ်တော်တော်လေးအခြေအနေဆိုးတဲ့အခြေအနေမျိုးဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီခြံဆိုလို့ရှိရင်တစ်ခြံလုံးပြန်ဆက်ရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ပြောင်းကreview ကိုပတ်ဝန်းကျင်ကတော့ခုတည်းပဲနဲ့ကို review ပေးတယ်ပြီးအစမ်းတက်ခံတော့မဖြစ်စေချင်ဘူးတော့ဘာဖြစ်လို့လဲဆိုတော့ကိုမားလိုက်တာနဲ့ကိုတနစ်စာပါတော့ကိုတိုင်ကမျိုးစေ့ရဲ့ပေါင်းသက်စေးရဲ့ဓာတ်မြေဩဇာရဲ့ရွေးတက်ဖို့လိုတယ်ပေါ့နော်အဲ့လိုလွန်ခဲ့တဲ့10နှစ်လောက်တုန်းကပေါ့နော်9နှစ်10နှစ်လောက်တုန်းကစက်မှုမဖွံ့ဖြိုးသေးတဲ့အချိန်အခါတုန်းကတော့ဒီလိုမျိုးရိုးရာဓလေ့လေးရှိတယ်ပေါ့နော်သူ့အိမ်စပားပုတ်တာကိုလိုက်ရတာမျိုးတို့အချင်းချင်းအပြန်လန်ကူပြီးတော့လောက်ကြတာတွေများတယ်ပေါ့နော်အခုနောက်ပိုင်းမှာစက်မှုတွေဖွံ့ဖြိုးလာပြီးတဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်တို့အရင်တော့တအိမ်နဲ့တအိမ်ကူတာအပြန်အလှန်ကူပေးတာမျိုးတွေကတော့တိတ်မရှိဘူးတို့လောဘကြောင့်ကိုဟာနဲ့ကိုပဲလူငားပြီးတော့လောက်တယ်စက်နဲ့ပဲလောက်တယ်ပေါ့နော်ဒီလိုမျိုးပျော်ပပအရင်ခေတ်တုန်းကလိုမျိုးတအိမ်နဲ့တအိမ်ကူတာမျိုးတွေမရှိတော့ဘူးเนาะညီညာလေးလောက်ရတာတော့တကယ်မိုက်တယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲအစမ်းတက်ခံပေါင်းသက်ဈေးတွေကိုမားပြီးတော့မရွေးတဲ့တာတစ်ခုပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တခါပေါင်းသက်ဈေးမားလိုက်တာနဲ့ကျွန်တော်တို့တနစ်စာသွားနိုင်တာဖြစ်ပါတယ်ဘယ်သူကဘယ်ဟာကောင်းတယ်ဆိုပြီးတော့ဘယ်လောက်ထိတွင်းနေပါစေကိုပတ်ဝန်းကျင်မှာကိုသုံးဖူးနေကြဆိုရင်တော့ကိစ္စမရှိဘူးကိုရဲ့အနီးအနားလူတွေသုံးကြည့်မှပြဿနာရှိပြီဆိုတာနဲ့လုံးဝအစမ်းတက်ခံမဖြစ်ပါနဲ့လုံးဝမသုံးတာအကောင်းဆုံးပဲပေါ့နော်အားလုံးပဲကျေးဇူးများတင်ပါတယ်